မင်းတို့လည်းဘာမှမဆိုင်တော့ဘူးအဲ့လိုဟာခါပြောတော့ဒီပန်လားဟုတ်ပါဆရာလေးဟိုဒီဘက်လေရကျွန်တော်ညီကိုလဲပါမြတ်ဒီပင်နဲ့ခဏလောက်မှနေဟုတ်တယ်ဟုတ်တယ်ခမဖေးချော်လိုက်ဗျခမရတို့ဂတိတွေကိုကျုံနာမလဲဘူးဗျဒါပေမဲ့အခုဒီလိုကကျုပ်လူဖြစ်နေပြီအဲ့တော့ခမထပ်ပြီးထိလို့ရတော့မှမဟုတ်တော့ဘူးငါမကျင်တော့ဘူးမကျင်တော့ဘူးအဲ့ဒါကျုံမသိဘူးဗျအေးခမသူတို့ channel ဝင်လို့မရတော့ဘူးနော်အော်လိုင်းစီနေအားလုံးလည်းကျုပ်ဖယ်ထားပြီးတော့ခမတော့ကိုကျုပ်တို့ထမင်းနဲ့မဲသားဟင်းကိုထုတ်လာတယ်အဲ့ဒါကိုခမစားရမယ်ဟေးရောအဲ့ဒါကိုခမစားခမတောင်းဆိုတာကျုပ်တို့မကြွေးနိုင်ခမကိုကျောင်းဆောင်နဲ့ရွာတဲ့ဝင်ကိုပိတ်လိုက်ခမလူပါတတ်တာပဲဗျဟမ်အဲ့ခမလူတတ်တဲ့အတွက်ကိုခမဆိုင်ရပန်ရတွေကခမကိုတန်းခတ်လိုက်မယ်ပြီးတော့ခမမှာခမအပိုင်ရတဲ့တစ်ပင်ဆိုတာလေရှိလာတော့မဟုတ်တော့ခမအပင်အောက်ကနေဖြတ်တန်းသွားလာတဲ့သူတွေကိုခမထပ်ပြီးမချောက်လန့်ဘူးဒီခမထက်ချောက်လန့်လို့ရှိရင်ခမပြစ်တယ်ပူဆိုးလာကျုပ်ပြောတော့ခမနားလိုက်လားအဲ့တော့ခမဒါကိုစားဟဲ့လို့ခမကိုကျုပ်တင်ပေးတာပြောလိုက်ခမနဲ့ကျုပ်နဲ့ဂရိဖေးထားပြီးပြီနော်မင်းတို့လည်းဘာမှမဆိုင်တော့ဘူးအခုချိန်ကထွက်တာပါတော့တော့ ဟုတ်တယ်ဆရာဟုတ်တော့ရအောင်မှောင်တော့ပြီခမရတော့လည်းဗျာပြန်မဲကြည့်ပဲတားလို့မရကြဘူး ကျုပ်တို့လည်းကိစ္စလေးရှိလို့ပါဗျာနောက်မှပဲဒီရရွာသူယူပြီးတော့တစ်သက်လုံးလာနေတော့မယ်ဗျာ မဲကုန်းမင်းစိန်ကြီးအတီတာပြန်လာခဲ့အတီပေးစားမှာနော် ပေးစားမှာဒါနဲ့စကုံအောင် ရှိပါပေါ်ထက်မှာရွှေပုံနဲ့လေပစ္စည်းတွေတိတ်နေလေအလွမ်းတင်နေကြတယ်ထင်တယ် အဲ့တော့ကျုပ်တို့ပြန်လိုက်တော့မှာဗျာကျော်လေးရဖះမှာပဲဖះဖွင့်တဲ့စကားကိုဆောင်းလိုက်တော့မယ် ဟုတ်ကဲ့ ကျုပ်တော့ ဟုတ် ကဲပါစိတ်ချသွားကျမကိုယ်တိုင်စကားကိုလေဖះလိုက်ပို့ပေးလိုက်မယ်နော် ဟုတ်ကဲ့ပါအဲ့ကျုပ်တို့သွားနေလိုက်တော့နော် ဟုတ်ကဲ့ဖြည်းဖြည်း ကဲကိုပေါင်းရေသွားယူပြုတ်ဟုတ်ကဲ့